ပြောတော့ပါတယ်လက်ရှိကတော့ဒီ solar company တစ်ခုမှလုပ်လို့ပါတယ်။ဘာလို့တက်ပြရလဲဆိုတော့ဒီလက်ရှိ company မှာလုပ်နေနေမှာ installation ဘိုင်းကိုဒီအိမ်ရင်း installation ဘိုင်းကိုလုပ်ရှိတယ်။ CBD ကကြတော့ဒီကျွန်တော်အတိရောက်ပါနော်ဒီလုပ်နေတဲ့ဘိုးစားသင်တန်းတက်ဖို့ကြိုက်တယ်လို့ပါပြီးနောက်တစ်ခုကကြတော့ Facebook မှာလည်းကျွန်တော် CBD ကိုကျွန်တော်ရိုက်ရှာလိုက်တော့ဒီမှာသင်နေတဲ့သင်တန်းအကြောင်းအရာတွေရောဒီဘိုးစားတွေရော personality တွေအဆုံးရှိရတဲ့မှာဒီသင်တန်းကိုတက်ဖို့ဖြစ်တယ်လက်ရှိကတော့ကျွန်တော်ပိတ်ရက်တွေဆိုရင်တော့ဒီ company ကရှိတဲ့အလုပ်တွေကိုပြန်ပြီးတော့ပြန်လုပ်နေတယ်။သင်တန်းပြီးတော့ရင်ဒီကျွန်တော် company မှာပဲဒီဘိုးတော်ပို့ပြီးတော့ကောင်းတဲ့အလုပ်တွေမှာထပ်ပြီးတော့လုပ်လို့ရှိပါတယ်။ဒီ electrical ဘိုင်းတွေပေါ့နော်။ဒီကတော့ဒီသင်တန်းကတော့တော်တော်ဟိုသာဖြစ်ပါတယ်ကျွန်တော်တို့လိုဒီ gas ဘိုင်းကိုအခြေခံပြီးကျင်တဲ့လူတွေတော့ဒီသင်တန်းတက်ဖို့တော့မှာပြပါတယ်။ကျွန်တော်လည်းဖြစ်နေတော့အခုလက်ရှိတော့electrical ဘိုင်းဆိုင်တော့ပြင်နေတယ်CBD တော့အဓိကတက်ဖြစ်တာကျွန်တော်တို့လက်ရှိလုပ်နေတဲ့လောက်က construction ဘိုင်းနဲ့ဒီ electrical ဘိုင်းမှာအားပါနေတော့လုပ်နေတဲ့ဖြစ်တဲ့အတွက်ဒီ CBD ပုံမှာတင်ရတယ်တိတာတော့အဓိကအပိုတရားကနေပြီးတော့ဒီ CBD ကောင်းတဲ့မှာဒီ electrical ဘိုင်းကအဓိကကောင်းတဲ့ PC တဲ့စုံဆိုပြီးတော့ပြောရတဲ့မှာလာပြီးတော့တက်အခုလောလောဆယ်ကတော့အခုတင်တဲ့တက်နေအောင်ဖြစ်တဲ့အတွက်ဘာမှတော့အဓိကမလုပ်ရဘူးပေါ့တင်တဲ့ပြီးရင်တော့ဒီတင်တဲ့ပြီးတော့ဒီ electrical ဘိုင်းကိုအဓိကဦးစီးပြီးတော့လုပ်မယ်ဆိုတော့ဒီရထားတယ်။နောက်ချက်လေးကတော့ပို့ပြီးတော့အရင်ကသိတာတဲ့ knowledge လေးတွေလည်းပို့ပြီးတော့ကိုသိသွားတာပေါ့။ပြီးတော့လက်တွေ့လောက်သွားတော့လည်းရဲသွားတယ်။ဒီက AI ဘိုင်းတွေလည်းသိသွား။ဟုတ်ကျွန်တော်နာမည်ကဆရာပေါ့ခင်ဗျာ။ကျွန်တော်ဒီတင်တဲ့တက်ရတဲ့အကြောင်းရတော့ဒီ case နဲ့ပတ်သက်တဲ့အခြေခံလုပ်ငန်းတွေမှာဝင်ရလုပ်ငန်းတွေနဲ့တက်ပါပါ။ CBD ကိုကျွန်တော်ခုလက်ရှိလုပ်နေတဲ့လုပ်ပေါ့နော်ကျွန်တော်အချိန်ခုလုပ်နေတဲ့ company တွေကျွန်တော်ညွှန်လို့တက်နေတက်ဆိုကျွန်တော်လာပြီးတက်ပြအောင်ခင်ဗျာခုတော့လည်းဒီ electrical နဲ့ပတ်သက်လို့ပေါ့နော်ဒီလုပ်ငန်းဟို electrical နဲ့ပတ်သက်တဲ့ company ခုမှလုပ်ဝင်လုပ်နေပါခင်ဗျာခုကလုပ်နေတဲ့လုပ်ကတော့ဒီ electrical installation ဘိုင်းတွေပေါ့နော်အဲ့လုပ်ပြီးလုပ်နေတာပဲဟိုဒီဇိုင်းပြီးသွားတော့ဒီဇိုင်းကနေရရတဲ့ပညာသိပညာတက်ပညာနဲ့ပေါ့နော်အခုပြန်မှာကိုလုံးဝခုလုပ်ဖို့ဒီရှိပါခင်ဗျာဟုတ်ကျွန်တော်နာမည်ကတော့တန်းထိုင်အောင်ကျွန်တော် CBD တင်တဲ့ကြောင်းဒီ electrical နဲ့ပတ်သက်လို့စိတ်ဝင်စားလို့တက်ပြရ CBD ကိုကျွန်တော်ဒီတယောက်ကညွှန်ပေးတဲ့အတွက်ကြောင့်ကျွန်တော်သိပြီ။လောဆယ်တော့ဒီတင်တဲ့နဲ့ပတ်သက်ပြီးတော့ဒီမှာတော့လုပ်တော့မရှိဘူးဒါပေမဲ့ဒီတင်တဲ့ပြီးတော့ကျွန်တော်လုပ်ဖို့စဉ်းစားပါဟုတ်ဒီတင်တဲ့ရတဲ့ပညာတွေနဲ့ကျွန်တော်ဒီချက်ပို့ကောင်းလို့လုပ်ဖို့ရှိပါတယ်ဒီ electrical နဲ့ပတ်သက်လို့တော့နောက်တော့လေးလာပြတယ်လည်းအများကြီးရှိပါတယ်ဟုတ်လုံးနေနဲ့တော့ဆက်လုပ်တော့ရှိပါတယ်ဒါနဲ့ပတ်သက်လို့ဟုတ်ကဲ့ကျွန်တော်နာမည် formula ဖြစ်ပါတယ် CBD တင်တဲ့ငါးကြောင်းကကျတော့အကိုတရားကနေပြီးတော့မိတ်ဆက်ပေးတဲ့အခါမှာကျွန်တော် Facebook မှာရိုက်ရှာရတာနော် CBD ဆိုပြီးတော့အချိန်မှလည်းသိတာပါ CBD တက်ဖြစ်တဲ့အကြောင်းရင်းကကျွန်တော်သူ့ရဲ့စနစ်တကျပြင်ပြပေးမှုပေါ့နော်အပြင်လုံးဝစစ်စစ်လေးတကျပြင်ပြပေးမှုကြောင့်ကျွန်တော်စုံစမ်းနဲ့လေးလာပြတော့လောလောဆယ်မှာလောက်ထားတာမရှိဘူးကကျွန်တော် line ပေါ်နေတော့ပို့ပြီးတည်အောင်ဆိုပြီးတော့နည်းနည်းပါလေးတာလေးတော့ရှိတယ်ဗျာကျင်းလာပြီးတော့ရင်တော့ကျွန်တော် CBD လိုင်းမှာတွားပြီးတော့ခွာရောက်ပြီးတော့ပုံလို့တည်အောင်လေးလာနေတာပဲကျွန်တော်အကိုရဲ့ဆိတ်ဆက်ပြီးတော့ဒီမြန်မာနိုင်ငံမှာပေါ့နော်အချိန်မှာဆိုတော့ဒီလက်ရှိတုန်းကတော့ပြင်ရဖို့အတွက်အတမွေးဝါးကြောင်းအတွက်ကျွန်တော်ထောက်ဖို့ပြောတော့တာမှာ